နှစ်ပေါင်း90ဆိုတာလူဘဝတက်တန်တဝက်ကျော်ကာလဖြစ်ပါတယ်လူတယောက်ဟာကျွန်တော်မိတ်ဆွေတွေရဲ့မြေခွက်ပေါ်မှာလူဘဝတက်တန်တဝက်ကျော်အထိနေလာခဲ့မယ်ဆိုရင်အဲ့ဒီမြေကပိုင်ရှင်အဆက်လက်ထက်ကိုပြန်ရောက်နိုင်ပါဦးမလားတစ်ဖက်ကငါနေတာနှစ်90ရှိပြီးဥပဒေအရငါပိုင်တယ်လို့ရဲရဲတင်းတင်းစိန်ခေါ်တယ်တစ်ဖက်ကလည်းဒါငါမိဘအမွေမြေဘလို့နီးနဲ့မဆိုပြန်ယူမယ်ဆိုပြီးတော့တုံ့ပြန်တယ်နောက်ဆုံးမှာတော့ဘသူနာမယ်လို့ထင်ပါတယ်လေအားလုံးမင်္ဂလာပါကျွန်တော်ကရှေ့နေဦးမင်းသိန်းရံပါဒီနေ့မှာတော့အင်ချမ်းမြေပိုင်ရှင်တွေအတွက်ရောမြေခွက်တစ်ခုမှာကြာရှည်နေထိုင်သူတွေအတွက်ပါမဖြစ်မနေသိထားတဲ့တရားရေးဇလန်တစ်ပုဒ်ကိုမျှဝေပေးခြင်းပါတယ်။မူရင်းစီရင်ထုံးကတော့2001မြန်မာနိုင်ငံတရားစီရင်ထုံးဥမောင်တင်ပါနှစ်နဲ့ဒေါ်အေးမြင့်တရားမအထူးအယူခံမှုစီရင်ထုံးဖြစ်ပါတယ်။ဇလန်ကတထုံမြို့တင်ဆက်ကြည့်ရမှာစားပါတယ်။မြေခွက်ပိုင်ရှင်ကဒေါ်ပူးလုံးဖြစ်ပြီးသူကွယ်လွန်တော့သမီးဖြစ်သူဒေါ်တင်မြတို့ကအမွေဆက်ခံပိုင်ဆိုင်ပါတယ်။ပြဿနာကအဲ့ဒီမြေခွက်ပေါ်မှာဒေါ်အေးမြင့်ဆိုတဲ့အမျိုးသမီးကဝင်ရောက်နေထိုင်နေတာပါ။မြေရှင်ဖြစ်တဲ့ဒေါ်တင်မြတို့ကဖယ်ပေးဖို့ပြောတော့ဒေါ်အေးမြင့်ကမဖယ်နိုင်ဘူးလို့ညင်းပါတယ်။နောက်ဆုံးမှာတော့မြေရှင်ဘက်ကကျူးကျော်နေထိုင်သူကိုဖယ်ရှားပေးစေလို့မှုနဲ့တရားစွဲလိုက်ပါတယ်။ဒီမှာဒေါ်အေးမြင့်ဘက်ကထုချေတဲ့အချက်ကအားကောင်းလွှမ်းနေပါတယ်။သူကဘာပြောလဲဆိုတော့ကျမဒီမြေပေါ်မှာနေလာတာအခုမှမဟုတ်ဘူး။မြေရှင်ဒေါ်ပူလုံးမနေခင်လွန်ခဲ့တဲ့48နှစ်ကတည်းကမိဘတွေလက်ထက်ကတည်းကအစင်တစိုက်နေလာခဲ့တာဖြစ်တယ်။ဒါကြောင့်ကာလစည်းကမ်းသက်ဥပဒေအရပိုင်ရှင်ကကျမကိုတရားစွဲပြီးတော့နှင်ထုတ်ပိုင်ခွင့်တက်တန်းကုန်သွားပြီလို့ထုချေပါတယ်။ဥပဒေအရပိုင်ရှင်ကိုဆန့်ကျင်ပြီး12နှစ်ကျော်အောင်တစ်ဆက်တည်းနေထိုင်လာရင်ပိုင်ရှင်ကဖယ်ရှားခွင့်ဆုံးရှုံးတတ်ပါတယ်။ဒေါ်အေးမြင့်ပြောသလို48နှစ်သာတကယ်နေခဲ့ရင်ပိုင်ရှင်တွေကဆုံးရှုံးဖို့များနေပါပြီ။ဒီအမှုဟာရိုးရိုးလေးနဲ့ပြီးသွားတာမဟုတ်ပါဘူး။တရားရုံးအဆင့်ဆင့်ကိုတက်ခဲ့ရပါတယ်။ပထမဆုံးတထုံမြို့နယ်တရားရုံးကစစ်ဆေးတဲ့အခါမှာမြေရှင်ဒေါ်တင်မြတော်ကိုအနိုင်ပေးပြီးတော့ဒေါ်အေးမြင့်တို့ကိုဖယ်ရှားခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဒေါ်အေးမြင့်ကမကျေနပ်လို့ခရိုင်တရားရုံးကိုအယူခံတက်ပါတယ်။ခရိုင်တရားရုံးကိုရောက်တော့အရှိအနေကပြောင်းသွားပါတယ်။ခရိုင်တရားရုံးကဒေါ်အေးမြင့်ဟာဒီမြေမှာနေတာ12နှစ်ကျော်နေပြီ။ဒါကြောင့်မြေရှင်တွေအနေနဲ့ကာလစည်းကမ်းသက်ကျော်လွန်မှတရားစွဲတာဖြစ်လို့အမှုကိုပေးလိုက်တယ်ဆိုပြီးတော့ဒေါ်အေးမြင့်နိုင်သွားပြန်ရော။မြေရှင်တွေကမကျေနပ်လို့တရားရုံးချုပ်အထိတက်ကြပြန်ပါတယ်။တရားရုံးချုပ်ကလည်းခရိုင်တရားရုံးအတိုင်းပဲအမိန့်ချပြီးတော့ဒေါ်အေးမြင့်ဘက်ကပဲရက်တည်ခဲ့ပါတယ်။မြေရှင်တွေဘက်ကရှုံးမလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မြေရှင်တွေကလက်မလျှော့ဘဲနဲ့အထူးအယူခံထပ်တင်ပါတယ်။ဒီအဆင့်မှာမှအမှုရဲ့အလှည့်ပြောင်းဖြစ်လာပါတော့တယ်အထူးအယူခံခုံရုံးရတော့အဓိကအဆုံးဖြတ်ပေးရမယ့်မိကွန်းကဒေါ်အေးမြင့်ဟာတကယ်ပဲ48နှစ်လုံးလုံးတရက်မပြတ်တစ်ဆက်တည်းနေခဲ့သလားဆိုတာပါပဲအမှုကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ဒေါ်အေးမြင့်ရဲ့ဘဝဖြတ်သန်းမှုပုံစံကအဖြစ်ဖြစ်လာပါတယ်ဒေါ်အေးမြင့်ဟာမိဘတွေလက်ထက်ကလေးကဒီမြေမှာနေလာခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့သူပထမအိမ်အောင်ကြတော့ကခင်ပွန်းတဲ့ရှိရတဝယ်မြို့မှာ4နှစ်သွားနေခဲ့ပါတယ်နောက်ပြီးတော့ဒုတိယအိမ်အောင်ကြတော့လဲတောင်ငုံမြို့မှာ4နှစ်ထပ်ပြီးတော့သွားနေခဲ့ပြန်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဒီမြေကွက်ကိုပြန်အောင်လာပြီးတော့မိခင်မကွယ်လွန်ခင်ပြန်လာနေတာလည်းဖြစ်ပါတယ်မိခင်နဲ့အတူပြန်လာနေတဲ့နှစ်က1980ခုဖြစ်ပြီးတော့ဒီအမှုကိုဆွဲတဲ့နှစ်က1998ခုနှစ်ဖြစ်ပါတယ်ဒီအချက်ကဘာကိုပြနေလဲဆိုတော့မြေရှင်ကိုဆန့်ကျင်ပြီးတော့12နှစ်ကျော်တစ်ဆက်တည်းနေထိုင်ခဲ့တာမဟုတ်ဘူးဆိုတာပေါ်လွင်သွားတာပါပဲကြားထဲမှာနေရဲလိပ်စာအပြောင်းလဲတွေရှိခဲ့တာကြောင့်ဆန့်ကျင်လက်ရှိဆိုတဲ့သဘောတရားပြည့်ပြည့်သွားပါတယ်ဒါကြောင့်တရားရုံးချုပ်အထူးအယူခံခုံရုံးကဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတော့ဒေါ်အေးမြင့်ဟာမြေခွက်ပေါ်မှာတစ်ဆက်တည်းနေခဲ့တာမဟုတ်တဲ့အတွက်ကာလစည်းကမ်းသက်12နှစ်ကျော်လွန်တယ်လို့ပြောလို့မရပါဘူး။ဒါကြောင့်မြေရှင်တွေဆွဲဆိုတဲ့အမှုဟာအရှိမကျော်လွန်သေးဘူးလို့ဆုံးဖြတ်ပြီးတော့မြေရှင်တို့ကအနိုင်ပေးပြီးတော့ဒေါ်အေးမြင့်ကိုဖယ်ရှားပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်။ကဲဒီအမှုကနေကျွန်တော်မိတ်ဆွေတွေဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။မြေခွက်တစ်ခုမှာကာလကြာရှည်နေထိုင်ရုံနဲ့အလိုလိုပိုင်ဆိုင်ခွင့်ရတာမဟုတ်ပါဘူး။အဲ့ဒီလိုနေထိုင်တဲ့သူဟာပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့တစ်ဆက်တည်းဖြစ်နေဖို့လိုပါတယ်။ကြားထဲမှာခရီးထွက်တာမဟုတ်ပဲအိမ်တောင်ကျလို့တခြားအရက်ကိုပြောင်းနေလိုက်တာမျိုးဆိုရင်တော့ကာလစည်းကမ်းသက်တန်တရားပြတ်သွားတတ်တယ်ဆိုတာကိုဥပဒေဘုဒ္ဓရာအဖြစ်မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတုံ့ပြန်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လည်းဖြစ်ကြပါစေ